ဒီလိုရမယ်တော့မမှန်းထားဘူးပေါ့နော်ဒါပေမဲ့စူးစမ်းရင်းနဲ့ဒီလိုအောင်မြင်မှုရတော့ဆိုတော့အရင်ဝင်လာမိပါတယ်စားလို့ပြီးတဲ့အခါမှာတော့ဒီလိုမျိုးဒီမှတ်ရမယ်ဆိုရင်အဲ့လိုမမှန်းထားရင်ဟာမတ်လူပေါင်း960နှစ်ပါအဲ့တော့မပြောတတ်ဘူးမသိရဘူးအရင်ပဲဝန်တာပြီးတော့စိတ်လှုပ်ရှားမိပါတယ်အစရရတယ်မမှန်းထားဘူးဆိုအွန်လိုင်းရပဲကြည့်ခဲ့ရပါအဲ့ဒါတော့အရင်ရင်ခုံပြီးအိတ်လို့ရအောင်လေအဲ့လိုရရတယ်ဒါမှမဟုတ်ခဲ့ရအောင်ဟုတ်ဖေဖေနဲ့တူကြည့်ရလားတူကြည့်နေအောင်ဖေဖေမေဝတူကြည့်ခဲ့ရဟုတ်ကျောင်းကလေထွက်ချင်းဖုံးဆက်တယ်ပေါ့နော်ကျမရွာလေးဝမ်းတာပြီးတော့ပြောပေးပါတယ်စဉ်းစားထားတော့မန္တလေးဆေးကျောင်းပဲရှောက်ဖြစ်နေလို့စဉ်းစားထားပါရှင်ဒါကဒီတန်းပြီးဆေးကျောင်းတက်ပြီးဆိုတာကကိုယ်ငယ်ဘွားရဲ့စိတ်ကူးလေးလားဘယ်လိုရှိနေလဲငယ်ဘွားကလေးကစိတ်ကူးတွေပါဆရာဝန်ဖြစ်ပြီးတော့ကိုယ်နည်းတော့ဘယ်လိုဖြစ်နေဆိုတာလေးဘယ်လိုခံစားချက်ရှိနေလဲပေါ့နော်ဆရာဝန်ဖြစ်ပြီးတော့အဲ့လိုမျိုးလူနာတွေကိုခုပေးချင်တာပေါ့နော်အဲ့လိုအကူအညီလိုရတူတွေအကူအညီပေးချင်တာအဲ့လိုလေးပါဆရာမရတော့မျက်စာကလေးတာပေါ့နော်အဲ့လိုမျိုးတစ်လုံးမှမချမ်းအကုန်လုံးနားလေးအောင်တင်ပြပေးရပေါ့နော်အဲ့လိုမျိုးတင်ပြပေးကြတော့ဆရာမကြီးတွေရောပြီးတော့အဆောင်မနေပြီးတော့ခိုင်းလုပ်ပေးတဲ့တိတိကျကျလွှမ်းညွှန်ပြခဲ့တဲ့ဆရာမတွေခိုင်းဆရာမတွေရောဆရာမကြီးကိုရောအကုန်လုံးကျေးဇူးတင်ပါတယ်ဆရာမတွေရောကိုလောက်တူရှိနေဆရာမရမမျှော်မှန်းထားဘူးပေါ့နော်အဲ့တော့အရာတော့လည်းအရင်ဝမ်းသာပါတယ်ဆိုပြီးတော့ဟုတ်မြစ်စာကလေးရတင်ကြားပေးခဲ့တဲ့ဆရာမတွေရောလမ်းညွှန်ပေးခဲ့ရောခိုင်းဆရာမတွေရောဆရာမကြီးကိုရောအရင်ကိုကျေးဇူးတင်ပါတယ်